အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ family ထဲမှာရှိတဲ့ဒီဓာတုမျိုးအားလုံးမင်္ဂလာပါလို့နှုတ်ဆက်တာလိုက်ပါကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီဘင်းတွေပေါ့နော်ဘင်းတွေရရင်ဘာလုပ်လို့ရတာလဲနောက်ပြီးတော့ကျွန်တော်တို့ဆိုလိုလိုက်ပေါ့ဆိုလိုလိုက်တနည်းအားဖြင့်ပြောရလို့ရှိရင်လဲ single light ပေါ့နော် single light လွှင့်ရင်ရောပဲစည်းရရင်ဘလို့တွက်လဲပဲစည်းတွေကိုဘလို့တွက်လဲပြောချင်တာနောက်ပြီးတော့ပဲစည်းဘယ်နှစီးကိုဟုတ်လားဒေါ်လာဘယ်လောက်ရတယ်เนาะအဲ့ဒီအပိုင်းတွေကိုကျွန်တော်ရှင်းပြပေးသွားပါမယ်เนาะပြီးလို့ရှိရင်ပဲစည်းတွေကိုတွက်ပြီးတော့ဒေါ်လာဘယ်လောက်ရတယ်အဲ့ဒီဒေါ်လာရတဲ့ဒေါ်လာပေါ်မှာမူတည်ပြီးတော့မြန်မာငွေနဲ့ဘယ်လိုတွက်ပြီးလဲဆိုတာကိုရှင်းပြပေးသွားပါမယ်เนาะရှင်းပြပေးသွားပါမယ်နောက်ပြီးတော့ level ဝင်တယ် level ဝင်တယ်ဆိုတာဘယ်လိုမျိုးဖြစ်မှ level ဝင်တာလဲเนาะ level ဝင်တာလဲဆိုတာရဲ့အဲ့ဒီအပိုင်းလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။မှာเนาะအဲ့ဒီမှာကျွန်တော်တို့ကဆိုကြပါတော့ live လွှင့်တယ်ပေါ့เนาะဆိုလို live လွှင့်တယ်အဲ့တော့ပြောချင်တာကကျွန်တော်အမြဲတမ်းပြောလေးရှိတယ် live ပုံမှန်လေးလွှင့်မှာ live ပုံမှန်လေးလွှင့်မှာ live ပုံမှန်လေးလွှင့်မှာဆိုတာဘာကြောင့်လွှင့်ခိုင်းတာလဲเนาะပြီးလို့ရှိရင် live လွှင့်တဲ့ခါမှာ2နာရီပြည့်အောင်လွှင့်မှာ2နာရီပြည့်သွားပြီဆိုရင်လည်းကိုကတော့မအားဘူးဆိုရင်တော့လည်းတမျိုးပေါ့เนาะကိုအားတဲ့ဆိုရင်လည်းဆက်လွှင့်မှာပေါ့เนาะဘာကြောင့်ပြောရလဲဆိုလို့ရှိရင်ကို live လွှင့်နေတဲ့အချိန်မှာဟလာကိုခင်မင်းကြီးနေတဲ့မိတ်ဆွေအပေါင်းအသင်းတွေကဟလာလက်ဆောင်လေးတွေချပေးတာရှိတယ်မလားဟုတ်ပြီเนาะနောက်တစ်ခုအဲ့တော့မှလည်းလာစာထွက်တဲ့အခါမှာလည်းလာစာအထွက်ကောင်းပါလीနောက်တစ်ခုမာတီဒီလိုက်လျှောက်လေပါပြောတာလीโอเคဆိုကြပါတော့ကဲကျွန်တော်တို့အ ਨੇ ဆုံးနဲ့ပဲစပြီးတော့တွက်ကြစို့เนาะကဲကျွန်တော်တို့တစ်လမှာ31ရက်တွေပါခဏထားလိုက်အောင်เนาะရက်30နဲ့စဟုတ်ပြီလားကဲရက်30တရက်ကိုကျွန်တော်တို့က2နာရီလွှင့်နေထားလိုက်တရက်ကို2နာရီပဲလွှင့်နေเนาะ2နာရီပဲလွှင့်နေတရက်ကို2နာရီပဲလွှင့်တဲ့ခါကျတော့တရက်ကိုကျွန်တော်တို့ကဘောနော်2နာရီလွှင့်တဲ့ခါမှာကိုခင်တဲ့မိတ်ဆွေတကယ်ချင်းပေါင်းတဲ့နေရာလက်ဆောင်ပေးလို့ကိုကပဲစီဘယ်နှစီရမလဲဆိုရင်ဆိုကြပါတော့5စီပဲရတယ်ဆိုပါတော့လိုက်လွှင့်တာเนาะလိုက်လွှင့်တာရဲ့နောက်တစ်ခုကဘာလဲဆိုရင်PK ပေါ့လိုက်လွှင့်နေနဲ့ PK တွေတငယ်ချင်းတွေနဲ့ PK ချိတ်ဆော့တာတွေဒါမှမဟုတ်ကိုမိသားစုနဲ့ PK ချိတ်ဆော့တာတွေဒါမျိုးပေါ့เนาะတခြား family မိသားစုတွေနဲ့ PK ချိတ်ဆော့တာတွေအဲ့တော့ like လဲလွှင့်နေ PK လဲချိတ်ဆော့တယ်ပေါ့เนาะ okay အဲ့တော့ဒီမှာကျွန်တော် PK လို့ရေးလိုက်မယ်အဲ့တော့ like လဲလွှင့်နေ PK လဲချိတ်ဆော့တယ်เนาะအဲ့ဒီအချိန်မှာတရက်ကိုလက်ဆောင်ရတာကပေါ့ပဲစီရတယ်ပေါ့ပဲစီရဘယ်နှစီအနည်းဆုံးနဲ့ပဲတက်ပါနော်5စီရတယ်ထားလိုက်ပဲစီ5စီနော်ပဲစီ5စီရတယ်โอเคပဲစီ5စီရတယ်ဆိုရင်တစ်လမှာရက်30ရှိတယ်ရက်30ရှိတယ်ဆိုတော့ခုန5စီတရက်ကို5စီနော်5စီနှုံးနဲ့ပဲတွက်တာနော်တရက်ကို5စီနှုံးနဲ့တွက်တာတစ်လဆိုရင်ရက်30ဒါဆိုလို့ရှိရင်ကျွန်တော်တို့တစ်လပြည့်တာနဲ့ပဲစီစီဘယ်လောက်ရမလဲဆိုရင်150နဲ့ရပဲစီအစီ150ရဟုတ်ပြီနော်ပဲစီအစီ150ရဒါတရက်ပဲနော်ဟုတ်ပြီဒါ live လွှင့်တာနဲ့ PK ချိတ်တာနဲ့နော်နောက်တစ်ခုကကျွန်တော်တို့ဘာလဲဆိုမာတီပေါ့ဟုတ်ပြီမာတီကကိုတိုင်းမာတီထောင်ပြီးတော့တကယ်ချင်းမိတ်ဆွေနဲ့စကားပြောတာပဲဖြစ်ဖြစ်เนาะဒါမှမဟုတ်ရင်တချင်းကြီးဆိုတာပဲဖြစ်ဖြစ်ပေါ့စတဲ့ဖြစ်ပေါ့ဒီလိုမျိုးမာတီကိုလည်းပါတယ်ပေါ့เนาะနောက်တစ်ခုတခြားမိသားစု family တွေရဲ့မာတီတွေကိုလိုက်လျှောက်လဲတာပေါ့လိုက်လျှောက်လဲတယ်ဝင်မိတ်ဆက်မယ်စကားပြောမယ်စကားပြောတဲ့မာတီဆိုရင်စကားတွေပြောကြမယ်တချင်းဆိုတဲ့မာတီဆိုရင်တချင်းဝင်နားထောင်တာတို့တချင်းဝင်ကိုလည်းတချင်းဝင်ဆိုတာတို့လုပ်မယ်ပေါ့အဲ့ဒီမာတီတွေမှာလည်းကျွန်တော်တို့ကပဲစီဘယ်နှစီပဲရလဲဆိုရင်5စီပဲရတယ်ထားလိုက်ဒါအ ਨੇ ဆုံးနဲ့ပြောတာနော်အမှန်ဆိုရင်5စီမကရပါတယ်နော်
ဟုတ်ပြီပဲစီ9စီးရတယ်ထားလိုက်နေ့တိုင်းလောက်ရမယ်နော်နေ့တိုင်းလောက်ဆိုတစ်လောက်ကိုရက်30နဲ့ပဲတွက်ပါဒါဆိုရင်အဲ့ဒီမှာလဲကျွန်တော်တို့ဘယ်လောက်ရပါလဲဆိုပဲစီတစ်လားပြည့်တဲ့အချိန်မှာ150ရတယ်โอเคကဲအဲ့တော့တခါအဲ့ဒီတစ်လားထဲမှာပဲเนาะဒီတစ်လားထဲမှာပဲเนาะကိုကဘယ်လိုပြောမလဲဆိုတော့အုံနာကတခြား family နဲ့ချိတ်ပြီးတော့ PK ပြိုင်ပွဲတွေပါဝင်ပြိုင်နေเนาะ PK ပြိုင်ပွဲတွေပါဝင်ပြိုင်နေโอเคဒါဆိုရင် PK ပြိုင်လို့ရေးလိုက်မယ်เนาะ PK ပြိုင်โอเค PK ပြိုင်နေအဲ့တော့ PK ပြိုင်မှာကကျွန်တော်အများကြီးကျွန်တော်မတွက်ဘူးထားလိုက်เนาะအများကြီးမတွက်ဘူးအနည်းဆုံးနဲ့ပဲအခုတွက်ပြသွားတာเนาะအနည်းဆုံးနဲ့ပဲဆိုရင်ကဲအဲ့ဒီ PK ပြိုင်ပွဲမှာ PK ပြိုင်ပွဲတွေမှန်လို့ရှိရင်သူများကဒိုင်းမွန်တစ်လုံးချရင် PK ပြိုင်ပွဲမှာအမှတ်ကဘယ်လောက်ရလဲဆိုရင်အမှတ်ဒိုင်းမွန်တစ်လုံးကိုเนาะဒိုင်းမွန်တစ်လုံးချရင်အမှတ်က10မှတ်ရတယ်10မှတ်ရတယ်ဟုတ်ပြီเนาะ10မှတ်ရတယ်ဒါဆိုရင်ကိုယ့်တွေကိုဟိုအဲ့ဒီ10မှတ်ဒီအဲ့ဒီ10မှတ်ဒီကိုယ့်တွေကိုပဲစည်းနေနဲ့ကြတော့ပဲစည်းတစ်စီးပေါ့เนาะအမှတ်က10မှတ်ရမယ်เนาะပဲစည်းတစ်စီးဝင်တယ်เนาะ10မှတ်ရမယ်เนาะပဲစည်းတစ်စီးဝင်တယ်โอเคเนาะဒီရှင်းတယ်เนาะဒီရှင်းတယ်เนาะโอเคအဲ့ဒီ PK ပြိုင်ပွဲမှာထားလိုက်10မှတ်ရတာတိပြီး10မှတ်ကိုတစ်စီးနှုံးနဲ့ညီရဲဆိုတာကိုလည်းတိပြီဒါဆိုရင်ကျွန်တော်အဲ့မှာအနည်းဆုံးနဲ့ပဲတွက်မယ်အနည်းဆုံးနဲ့ပဲအများကြီးကျွန်တော်မထည့်မတွက်ဘူးเนาะထားလိုက်ကျွန်တော်တို့ပဲစီးဘယ်နဲ့စီးလောက်ရလဲဆိုလို့ရှိရင်အဲ့ဒီမှာကျွန်တော်တို့100ထားလိုက်ပဲစီး100ထားလိုက်100sorry 100ဆိုအရင်က300လောက်ထားလိုက်ဗျာ300เนาะ300ထားလိုက်โอเคဒါဆိုရင်ဒီမှာ live လွှင့်နေရင်လည်း PK ချိတ်စောဘာစောတာ150မာဒီ live ရှောက်လေလို့ချင်းဒီပါရေးဆိုဘာညာပြီးเนาะဒါ150ဒီမှာကရမှာကဒီမှာက PK ပြိုင်ပွဲမှာရမှာ300ဆိုရင်အပေါ်က150ဆို300ဒီမှာက PK ပြိုင်ပွဲဆိုအလုံးပေါင်းဘယ်လောက်ရမလဲဆိုစုပေါင်းပဲစီပေါ့เนาะစုပေါင်းပဲစီကကျွန်တော်တို့ဘယ်လောက်ရမလဲဆိုလို့ရှိရင်ဒီမှာ300ဆို600ရโอเคเนาะဒီရှင်းတယ်เนาะဒီရှင်းတယ်ဟုတ်ပြီဒါဆိုရင်ပဲစီဘယ်နှစီကို$လဲဆိုလို့ရှိရင်ကျွန်တော်ပြောပြမယ်ပဲစီ210ပေါ့ပဲစီ210ကို$1နဲ့$1ရမယ်ပေါ့နော်$1ရမယ်ဟုတ်ပြီနော်$1ရမယ်ဒီနားလိုက်တယ်နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပဲစီးကစုပေါင်း600ပေါ့နော်600စီရမယ်ပဲစီး210ကို$ရမယ်ဆိုတော့ဒါဆိုရင်ဒီမှာကျွန်တော်တို့တစ်လမှာရထားတဲ့600เนาะတစ်လမှာရထားတဲ့600ကိုဟုတ်ပြီเนาะ600ကိုကျွန်တော်တို့ဘာလုပ်မလဲဆိုစားမှာဘာနဲ့စားမှာဆို210နဲ့စားမှာပြောချင်တာဟုတ်ပြီเนาะ210နဲ့စားမှာဟုတ်ပြီကဲဒီမှာတွက်ပြနေကြာမှာဆိုလို့ကျွန်တော်ကြိုတင်တွက်ထားတဲ့ဟာလေးနဲ့ကျွန်တော်ချပြလိုက်မယ်เนาะ210နဲ့စားလိုက်တဲ့အချိန်မှာကျွန်တော်တို့ဘယ်လောက်ရမလဲဆိုလို့ရှိရင်2.85ပေါ့နော်2.857ထားပါတော့ကျွန်တော်တို့ကဒီဘက်ကိုเนาะဒီမှာ8ဆိုတော့ဒီမှာ9ဆိုတော့เนาะကျွန်တော်တို့ဟောလောက်ပေါ့ဘယ်လောက်ရမလဲ2.9လောက်ဖြစ်သွားပါပေါ့2.9ပေါ့เนาะအဲ့ဒီ2.9ဆိုတာ$2.9ပေါ့ပြောချင်တာเนาะဒါဒေါ်လာပဲဒါဒီကိုလိုက်လွင်းနေလိုက်လွှင့်လို့ရတဲ့ပဲစည်းရယ်မာတီထောင်လို့ရတဲ့ပဲစည်းရယ် PK ပြိုင်လို့ရတဲ့ပဲစည်းအရေတွက်တွေရယ်เนาะပဲစည်းအရေတွက်တွေရယ်အဲ့ဒါကိုစုပေါင်းလိုက်တဲ့600เนาะပဲစည်း210ကို$ဖြစ်တဲ့အတွက်600ကို210နဲ့စားလိုက်တဲ့ချိန်မှာကျွန်တော်တို့2.9ပေါ့เนาะ2.9
$2.9ရမယ်ပေါ့ဒါကလေကျွန်တော်ကဒါကအနည်းဆုံးအနေနဲ့ချတွက်ပြတာเนาะအနည်းဆုံးအနေနဲ့ချတွက်ပြတာဒါကြောင့်မလို့ကျွန်တော်တို့ကကျွန်တော်မိသားစုတို့ကျွန်တော်ကဒါကြောင့်မလို့ PK ပြိုင်ခိုင်းတာ PK ပြိုင်ခိုင်းတာနိုင်တာရှုံးတာကျွန်တော်တို့နိုင်တော့လေပို့ကောင်းတာပေါ့ဗျာနိုင်တော့ပို့ကောင်းတာပေါ့ကိုမိသားစုဆိုဂုံတက်တာပေါ့ဂုံတိတ်ခါရှိတာပေါ့ပြောချင်တာတော့ဟုတ်ပြီเนาะဒါပေမဲ့လေကိုမိသားစုတွေအတွက်လာစာဝင်ငွေကောင်းအောင်ရဲ့ဒါကြောင့်နိုင်ရှုံဘာမှမဖြစ်ဘူး PK ဝင်ပြိုင်ခိုင်းရတာဖြစ်ပါတယ်เนาะ PK ဝင်ပြိုင်ခိုင်းရတာဖြစ်ပါတယ်เนาะဒါကြောင့် like ဒီပုံမှန်လွှင့်ကြပါမာဒီဒီရှောက်လေပါထောင်ပါဆိုတာကိုကျွန်တော်ပြောရတာဖြစ်တယ်ပေါ့เนาะဒီထိနားလဲမယ်လို့ထင်ပါတယ်เนาะနားလဲမယ်အဲ့တော့အခုမှစပြီးတော့ဟော့အစ်စ်သမားတွေကတော့တနေ့ကိုဒစီနှုံဒစီနှစ်စီရဖို့ဆိုတော့အင်မတန်တော့ခဲရင်ကောင်းခဲရင်လိမ့်မယ်เนาะဘာဖြစ်လို့လဲဆိုတော့အခုမှကိုကဘီကိုကိုစပြီးတော့သုံးတာအစ်စ်ဆိုတော့เนาะအစ်စ်ဆိုတော့ကိုကိုခင်မင်းကြီးနေတဲ့လူအတိမိတ်ဆွေဟိုဖြစ်တဲ့လူအဲ့လိုပေါ့เนาะတက်ဆောင်ချပေးမဲ့လူနေသေးမယ်ပေါ့เนาะနေသေးမယ်เนาะနေမယ်ပေါ့เนาะတိုးတော်လဲကိုက like ကိုလဲပုံမှန်လွှင့်မယ်เนาะ like ဒီကိုလဲပုံမှန်လွှင့်သွားမယ်เนาะပုံမှန်လွှင့်သွားမယ်အချိန်မှန်လွှင့်မယ်ဆိုရင်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ fan တွေတငယ်ချင်းတွေဆိုလဲများလာမယ်အဲ့တော့သူများက follow အပ်ရင်ကိုကလည်းသူ့ကိုပြန်ပြီးတော့ follow ပြန်အပ်ပြီးပြန်လက်ခံပြီးပေါ့ပြောချင်တာကဒါမှလည်းပေါ့နော်မိမိဆိုရင်ဒါမှလည်းဟိုဘယ်လိုပြောမလဲငါ follow အပ်ပြီးသူကငါ့ကိုတော့ follow ပြန်မလုပ်ဘူးဆိုပြီးတော့ပြန်မလုပ်တဲ့ခါကျတော့ဒီကောင်ကပါလဲမာနကြီးတာတွေးကြီးရလားခြေတယ်ပါညာပေါ့ဒါမျိုးတွေပေါ့နော်ကိုယ့်အတွက်တငယ်ချင်းအတိမိတ်ဆွေလဲရော့သွားတတ်တယ်ပေါ့နော်နောက်တစ်ခုကျွန်တော်တို့ကဒီဘီကိုလေးသုံးချင်းအားဖြင့်ကျွန်တော်တို့ရဲ့အတိမိတ်ဆွေတငယ်ချင်းတွေပို့ပြီးတော့မိတ်ဆွေတွေပို့ပြီးတော့များပြားစေတယ်ဗျကျွန်တော်တို့အခုလက်ရှိနေတဲ့နော်မြို့နယ်ထားလိုက်ရွာရက်ကွက်မှာဆိုရင်ကျွန်တော်တို့ရဲ့မြို့နယ်ရက်ကွက်အလောက်ပဲတကယ်ချင်းမိတ်ဆွေလောက်ကရှိကောင်းရှိမယ်အဲ့တော့ဒီဘီကိုလိုက်သုံးလိုက်တဲ့အခါကျတော့ကျွန်တော်တို့ဒီဟာလာတခြားမြို့ရွာနော်တခြားမြို့ရွာရက်ကွက်နော်နောက်ပိတ်ဆုံးနိုင်ငံခြားအထိပေါ့နော်အတိမိတ်ဆွေတကယ်ချင်းတွေရရှိလာမယ်ဒါပေမဲ့တခုရှိတာကဒီနေရာမှာအဲ့လိုမျိုးအတိမိတ်ဆွေတွေကလည်းကိုယ့်ဘော်တကယ်ဘောနော်ခင်မင်းနဲ့သူတကယ်ကောင်းမွန်တဲ့သူမျိုးလည်းရှိသလိုအပေါ်ယံသမားလည်းရှိတာပါပဲဒါကတော့ကိုစင်ကျင်တွေးတော့ဘယ်လိုပြောမလဲစဉ်းစားတင်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်တနေ့ကိုကျွန်တော်တို့ကလိုက်လွှင့်လို့ပဲစီ9စီနှုံးနဲ့ပဲတွက်ထားတာเนาะတကယ်တမ်းလိုက်လွှင့်တဲ့သူတွေက9စီမကရပါတယ်เนาะဒါကျွန်တော်တို့ဒါလေးကိုအကြမ်းမြင်လေးစဉ်းစားလို့ရအောင်တွက်တက်အောင်တွက်ထားတာเนาะဒါရရှိတဲ့ဟာလေးကိုပဲကျွန်တော်ကပြောသေးတာเนาะနောက်ဒီဗီဒီယိုဖိုင်ကလည်းအရန်ရှိသွားမှလည်းကြောက်တယ်အရန်ရှိသွားမှကြောက်တယ်ဆိုတော့နောက်ဗီဒီယိုဖိုင်ကြားလို့ရှိရင်ဒီရရှိတဲ့ပဲစည်းတွေပေါ်မှာမူတည်ပြီးတော့လေပဲဘလို့ဝင်တာလဲဆိုတာကိုဆက်ရှင်းပြမယ်โอเคเนาะဒီလောက်ဆိုရင်တော့like ကိုဘာကြောင့်လွှင့်တင်လာလဲ PK တွေဘာကြောင့်ပြိုင်ရတာလဲဘာကြောင့် PK ပြိုင်ပွဲတွေလောက်ရတာလဲเนาะမာတီတွေဘာကြောင့်လိုက်ပြီးတော့လေတင်တာလဲဆိုတာကိုနားလေသဘောပေါက်မယ်လို့ထင်ပါတယ်ဒါကတော့ကျွန်တော်အနည်းဆုံးနဲ့ပဲချတွက်ပြတာပါเนาะဒါဆိုရင်နားလဲမယ်လို့ထင်ပါတယ်โอเคဒီစာသူအားလုံးနောက်ဗီဒီယိုမှာเนาะဆက်ပြီးတော့ဒီ level နဲ့ပတ်သက်တဲ့เนาะသင်ခန်းစာလေးကိုဆက်ပြီးတော့ပြောပြပေးသွားမှာပဲအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ